ဒီမိန်းကလေးဟာလက်တွေမှာတန်တထောင်လောက်လေးတဲ့တန်လက်ကောက်တွေကိုဝစ်ဆင်ထားလေးရှိပြီးတိုက်ပွဲမဆခင်မှသာအဲ့ဒီလက်ကောက်တွေကိုချွတ်လေးရှိပါတယ်လက်ကောက်တစ်ဖက်တည်းတင်ကိုတန်ပေါင်းများစွာလေးလံတာကြောင့်သူမရဲ့ခွန်အားကိုလူတိုင်းကအံ့ဩနေကြပါတယ်တနေ့မှာတော့ခေါင်းဆောင်ဖြစ်သူကသူမရဲ့အစွမ်းကိုစမ်းသပ်ဖို့လက်ကောက်တစ်ဖက်ကိုမကြည့်ပေမဲ့လက်နှစ်ဖက်နဲ့တောင်မတင်နိုင်ခဲ့ပါဘူးသူမရဲ့လက်တီးချက်အရှိန်ကိုတီးတဲ့သူတိုင်းဟာတေဆုံးကုန်ကြပြီးမှုသူမရဲ့ဆရာကလွှဲရင်ဘယ်သူမှအစွမ်းစစ်ကိုမသိကြပါဘူးဆရာဖြစ်သူကဒီလက်ကောက်တွေနဲ့လေ့ကျင့်ရင်တနေ့မှာကမ္ဘာအတန်မာဆုံးမိန်းကလေးဖြစ်လာမယ်လို့ပြောထားတာကြောင့်သူမဟာအိမ်မှာအသေးအတန်လေ့ကျင့်ပါတယ်သူမကနေရန်ကိုလက်တီးနဲ့ထိုးလိုက်တဲ့အခါလက်ဝါးရကြီးထင်ကျန်ရစ်တာကိုမိခင်ဖြစ်သူမြင်သွားပြီးအံ့ဩသွားပါတယ်။သူမရဲ့မိခင်ကစမ်းသပ်ဖို့အတွက်ထမင်းပကံကိုလေထဲမြောက်လိုက်တဲ့အခါမိန်းကလေးကကျွမ်းကျင်စွာနဲ့ပြန်ဖမ်းပြလိုက်ပါတယ်။ဒါကိုမြင်တော့သူမတိုင်းပညာသင်နေတာကိုမိခင်ဖြစ်သူသိသွားပြီးရိုက်နှက်အဖြစ်ပေးကနောက်တစ်ခါထပ်လုပ်ရင်အိမ်ကနေထုတ်မယ်လို့ချင်းချောက်ပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့မိသားစုကတိုင်းပညာဟာယောက်ျားလေးတွေအတွက်ပဲလို့ယုံကြည်နေလို့ပါ။ဒါပေမဲ့သူမရဲ့အကိုဖြစ်သူကတောင်းပန်ပေးပြီးကယ်တင်ခဲ့ပါတယ်မိန်းကလေးကတော့သူမရဲ့မိသားစုစီးမင်းတွေကိုပြောင်းလဲပြဖို့နဲ့မိန်းကလေးတွေလည်းတိုင်းပညာတက်နိုင်တယ်ဆိုတာသက်သေပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာတိုက်ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့စီစဉ်လိုက်ပြီးအကယ်၍သူမနိုင်ခဲ့ရင်မိသားစုရဲ့အကြီးအကဲဖြစ်လာပြီးစီးမင်းတွေကိုပြောင်းလဲနိုင်မှာပါပြိုင်ပွဲပထမအဆင့်မှာရေပုံးကိုကင်ပြီးအမြန်ပြေးရပေမဲ့လက်ကောက်တွေရဲ့အလေးချိန်ကြောင့်သူမရှုံးနေသွားပြီးလူတွေရဲ့လောင်ပြောင်မှုကိုခံရပါတယ်ဒုတိယအဆင့်အမြန်နှုံးစမ်းသပ်မှုမှာလည်းတန်ထန်မိသားစုကကောက်လေးတွေကထိတ်ဆုံးကရသွားပြီးသူမကတော့နောက်ဆုံးကပဲဖြစ်နေပါတယ်အားလုံးကသူမကိုအမျိုးမျိုးကဲ့ရဲ့ကြပါတယ်နောက်ဆုံးမှာတော့တန်မီသားစုကကောင်လေးတွေနဲ့တိုက်ခိုက်ရမယ့်အဆုံးသက်အဆင့်ကိုရောက်လာပါပြီ။သူမရဲ့ဆရာနဲ့အကိုဖြစ်သူကတန်မီသားစုဝင်တွေဟာနှီးမျိုးစုံသုံးပြီးနှိမ်နှင်းကြမှာမို့ဂရုစိုက်ဖို့တတိပေးကြပါတယ်။တန်မီသားစုဝင်တွေကသူမကိုမြေစာပင်ဖြစ်အောင်လုပ်ဖြစ်မယ်လို့ကြုံဝါနေကြပေမဲ့မိန်းကလေးကတော့အားမလျှော့ပါဘူး။သူမဟာအစွမ်းကုန်တိုက်ခိုက်ပြီးသူမရဲ့မိသားစုကိုခေါင်းမငုံစေရဘူးလို့ဆုံးဖြတ်လိုက်ပါတော့တယ်။